April ပါဒါလေးကတော့ April ပေါ့နော်မိုက်အစ်စ်လဲဖို့ပေါ့နော်ရှာရင်းနဲ့ဘာမိုက်ဝင်ကောင်းလဲဆိုပြီးတော့လိုက်ရှာရင်းနဲ့ TikTok မှာရိုက်ရှာတော့ဒီကောင်လေးကိုတက်လာတော့ပေါ့နော်ဒါလေးကိုလိုချင်လောအားကြည့်လို့ဒီမှာလိုက်ရှာတော့လဲဘယ်သူမှ install မရှိဘူးရှိရနေရရှိရအကောင်တော့များသောဖြင့် pre-order နဲ့ပဲပေါ့နော်ရောင်းနေကြရပါတော့အဲ့နဲ့ကြဘန်ကောက်မှာရှိနေတော့သူ့ကိုနှမ်းမှာပြီးတော့ဝယ်လာခိုင်းလိုက်တာပေါ့နော်ပြောမှဆိုဒါစစ်သူ့ဖောက်စစ်ခိုင်းတာဆိုတော့ pop plastic တွေမရှိတော့ဘူးเนาะအဲ့တော့အထဲမှာဗာလေးပါလဲဆိုတာ April နဲ့တူလိုက်ကြည့်ရအောင်ဒီထဲမှာကဒီမှာအသွင်တူလေးတချို့ပါမယ်အသွင်တူပါမယ်စတစ်ကာလေးပါမယ်ပြီးရင်ကျမတို့တိတ်မဖတ်ဖြစ်တဲ့ user guide ပုတ်ပါတယ်ပေါ့နော်โอเคဒါလေးကမိုက်ဘူးလေးသူ့ကြိုက်တာကွာသူကလို့သေးလေးကိုဒီပဲကြိုက်တာအခုဒါပြီးတော့ဒီမှာဟိုဒီဖြစ်တဲ့ဆီလီကွန်ဟာလေးပါတယ်ရုံးမပြောင်းထည့်တာပေါ့နော်ဒါလေးတေးလေးတကယ်ကိုတေးလေးမကြည့်ကြပါအောင်တခွာစားတာမပြည့်ဘူးလုံးဝတေးလေးအိတ်ဆောင်လေးအတွက်အဆင်ပြေပေါ့နော်အဲ့အတွက်ဆမ်ဒီကောင်လေးကမိုက်နှလုံးပါတယ်တိုက်စီပြီးတော့သူ့ရဲ့ဒီကောင်လေးကအသင်းစရာမလိုဘူးဖုံးမှတန်းတက်ပြီးတော့ join လိုက်ရုံပဲဒီဘီနမှာပါတဲ့လေမောင်ရောင်လေးတွေကပါဝါခလုံးဒါလေးတွေဖွင့်လိုက်ရင်ဒီမှာတော့မိုက်ကချိတ်သွားရင်ဒီမှာမီးလေးတွေကလိမ်မော်ရောင်လေးတွေပြောင်းသွားဒါလေးလည်းအခုကအပြတ်ရောင်းနေမော်ရောင်လေးပြောင်းပြီးတော့သူကအာသွင်းတာဒီစက်ကြီးကိုပဲအာသွင်းရတာမှကြည့်ဒါဆိုရင်သူကကျန်တဲ့ဘက်ထရီကိုပြတာပေါ့နော်ဒီလိုမျိုးလေးပါလုံးဝတေးလေးပါပေါ့နော်အဲ့ဆိုရင်ပေါ့နော်မိုက်ကလေးကဒီလိုလေးမျိုးလေးပါတေးလေးပါမှကြည့်အောင်သူကဘာနဲ့သွားတူလဲဆိုတော့ဟိုဘယ်လိုပါလဲ DJI မိုင်းနဲ့ပုံစံတူပေါ့နော်ဒါလေးကတော့ဘာချက်ပေါ့နော်ဒီမှာပါတန်လိုက်လေးနဲ့တန်လိုက်ဆွဲရရန်ကောင်းတယ်နော်โอเคအဲ့တော့ဒီမိုင်းရဲ့အနေထားအတန်ကိုနားထောင်ကြည့်အောင်လို့ဒီပဲတက်ကြည့်လိုက်မယ်နော်ဟယ်လိုကြားလားမသိဒီကောင်လေးကအခုမိုင်းနဲ့ပြောနေတာပေါ့နော်ဒီကောင်လေးခွေတော့ကဒီမှာမေးတာကွာဟိုပါပေါ့နော်တချို့ဆို3,500,000 3,650,000တချို့ဆို2,100,000ထိအောင်တွေ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အခုဘန်ကောက်မှာမမေကစီးလီနေရခဲ့လိုက်တယ်900ကျော်ဘတ်900ကျော်မှာထွန်းသူတို့ဒီဒလီကပါညာနေပေါ့နော်ဆိုတော့မြန်မာပြည်ကိုတော့ကြတဲလာခဲ့ရဆိုတော့ဘောနော်ထားလိုက်တော့ပေါ့နော်ဒါပေမဲ့အဲ့ဟိုမှာဆိုရင်အားလုံးကဘတ်1084ဘတ်လားမသိဘူးအဲ့လောက်ပဲကြာခဲ့တယ်ပေါ့နော်အဲ့ဒါမြန်မာငွေနဲ့ဆိုရင်မမေ3,400,000ကျော်လေးပဲရှင်းလိုက်ရတယ်ပေါ့နော်အဲ့တော့အရန်တန်သွားပါတယ်လိုချင်တဲ့ဟာလေးလည်းရတယ်အဓိကမမေမိုက်ကိုလေးအခုနောက်ပိုင်းဘူးကြီးတွေတွေ့တယ်မကြိုက်ဘူးပေါ့နော်ပထမဘူရတစိတ်တည်းမိုက်ကလေးဒီမှာ install တွေ့ရအဲ့လေးဝယ်မလို့ပဲမဝယ်တော့ပဲနဲ့ဒါလေးကိုတွေ့လို့ဒါလေးပဲဝယ်လိုက်တာဘူရမှာလည်းဒီလိုပုံစံလေးလာတယ်ဒါပေမဲ့သူကတော့ဈေးမြပေါ့နော်မမေကကျတော့အရင် professional မဟုတ်နေတော့မမေကဒီလို budget save အောင်ဒီတစိတ်လေးပဲဝယ်လိုက်ပါရှင်ဒါတော့မိုက်ကလေးရဲ့ unboxing လေးပါအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်တက်တာပါနော်